ဒီနေ့မှာတော့ကျမဒီအပြာရောင် T-shirt လေးဝတ်ထားတယ်ပေါ့နော်ပြီးတော့ကျမရဲ့စပင်ကအနက်ရောင်ပြီးလို့ရှိရင်အရှည်ကတော့ဒီ shoulder length ပေါ့နော်ပခုံးအထိရှိရဲ့အရှည်ပါအားလုံးပဲမင်္ဂလာပါရှင် My Life Diary by Alice ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျမရဲ့ဒီပထမဆုံးစကားကြားလိုက်ရတဲ့အချိန်မှာ it seems like awkward ပေါ့နော်နည်းနည်းဥကြောင်းနိုင်တယ်လို့ထင်ကောင်းထင်ရှားရှိရပေါ့နော်ဒါနဲ့ဆက်ပြီးတော့မှကျမဒီနေ့ပြောချင်တဲ့ topic လေးရကြတော့အခုနောက်ပိုင်းမှာကျမတို့တွေဒီတစ်ခုလုပ်မယ်ဆိုလို့ရှိရင် disability inclusion ဖြစ်လာပြီးလို့ရှိရင်reasonable accommodation လို့ဆိုပြီးတော့ဒီတင်လောက်ပတ်တဲ့အစီအမံလို့ပြန်ဆိုကြတဲ့ဟာတွေကကောလုံးဝအကြီးစားတွေလားပေါ့နော်စကားလုံးတွေကြီးလိုက်ရင်တော့လုံးဝအကြီးစားတွေပဲဆိုတော့ဒီဟာတွေကိုသုံးပြီးပြောတယ်ဆိုလို့ရှိရင်ဘာတွေများထူးထူးခြားခြားလုပ်ပေးရမှာလဲအဲ့လိုထူးထူးခြားခြားလုပ်ပေးမှအဲ့လိုဟာမျိုးတွေခေါ်မှာလားပေါ့နော်ဆိုအပြင်အဲ့ဒါလေးကိုပြန်ပြီးတော့ reflect ပြန်ပြီးတော့သုံးသပ်ထားတဲ့ပတ်သက်လို့ပြောသွားမှာဖြစ်ပါတယ်ရှင်ဒီလွန်ခဲ့တဲ့2ရက်3ရက်ကကျမဒီdisability studies conference ပေါ့နော်အဲ့ဒါကို2ရက်တက်ခဲ့တယ်အဲ့ဒီအချိန်မှာ panel discussion တွေ workshop တွေထုံးစံတိုင်းပါတယ်ပေါ့ဒါပေမဲ့ဘာလေးထူးခြားလဲဆိုလို့ရှိရင် presentation လုပ်ကြတဲ့သူတွေအားလုံးဒီ panelist တွေအားလုံးပေါ့နော်သူတို့ရဲ့ဒီ presentation တွေ panel talks တွေမစခင်မှာဘယ်လိုလေးမိတ်ဆက်ကြလဲဆိုလို့ရှိရင်အစပိုင်းမှာကျွန်မပြောသွားတယ်လို့ပဲသူတို့ဝတ်ထားတဲ့အဝတ်အစားရဲ့ color ပြီးလို့ရှိရင်စပင်ရဲ့အယောင်တချို့ဆိုလို့ရှိရင်သူတို့ကမျက်မှန်တက်ထားတယ်တက်ထားစသဖြင့်ပေါ့နော်တချို့ကလည်းသူတို့ကထိုင်နေတယ်တချို့ကလည်း wheelchair ပေါ်မှာထိုင်နေစသဖြင့်ပေါ့အဲ့လိုလေးပြောပြီးတော့ introduction လုပ်ကြရပေါ့နော်မိတ်ဆက်ကြရပုံမှန်ဆိုလို့ရှိရင်ကျွန်တော် presentation လုပ်တဲ့အချိန်မှာကိုယ့်ကိုမိတ်ဆက်တဲ့ဘယ် university ကဘာပေါ့နော်ဒါမှမဟုတ်အလုပ်ဌာနဆိုလည်းဘယ်အလုပ်ဌာနကဘာကိုယ့်ရဲ့ position ကဘာပါဒါတော့ပဲ brief introduction ပေါ့နော်ဒါပေမဲ့ဒီက introduction ကြတော့ it seems like a little strange နည်းနည်းလေးထူးဆန်းတယ်လို့ဖြစ်နေတယ်မသိဘူးဆိုလို့ရှိရင်ဘာလဲဟာပေါ့နော် it's like awkward introduction ဒီလိုမျိုးခံစားရတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒီနားထောင်နေတဲ့ audience တွေထဲမှာကျမတို့ဒီအမြင်အာရုံမတန်ဆွမ်းသူပေါ့နော် visually impaired blind or visually impaired audience တွေပါနိုင်တာဖြစ်တဲ့အတွက်ဒီပြောဆိုနေတဲ့သူရဲ့ရုပ်ကိုပေါ့နော် visualize ဒီပုံဖော်ကြည့်လို့ရအောင်လို့ကျွန်တော် mind's eye လို့ခေါ်တဲ့ဒီစိတ်မျက်စိပေါ့နော်အဲ့ဒီထဲမှာပုံဖော်ကြည့်လို့ရအောင်လို့ထည့်ပြောပေးတာတခုဆိုပြီးတော့အဲ့ technique တခုဆိုပြီးတော့သိလိုက်ရတယ်ပေါ့နော်အဲ့ conference မှာဆိုလို့ရှိရင်ပြောကြတဲ့သူတွေအားလုံးဒီ introduction အစမှာနာမည်ပြောတယ်သူတို့ရဲ့ university ဒါမှမဟုတ်သူတက်နေတဲ့ program ပေါ့နော်မှာ PhD ဆိုရင် PhD program ဒါပြောပြီးတာ ਨੇ သူတို့ရဲ့ပုံပန်းသက်တမ်းကို briefly ပေါ့နော် describe လုပ်ပေးတယ်ဆိုတော့it's like a kind of disability inclusion ဒါလေးပြောလိုက်ရတာဒီ second ဘိုင်းလေးပဲကြာပြီမဲ့လို့ audience ထဲမှာဒီလိုအမြင်အာရုံမတန်ဆွမ်းတဲ့သူတွေပါခဲ့လို့ရှင်ရင်သူတို့ပို့ပြီးတော့ပေါ့နော်how shall I say inclusive ဖြစ်တယ်လို့ခံစားရစီအောင်ပေါ့နော်ကိုပြောနေတဲ့သူရဲ့ပုံစံပန်းတဲ့ဟာဘယ်လိုလေးဆိုတော့သူတို့မျက်စိထဲပုံဖော်သွားလို့ရအောင်လို့ထည့်ပြောပေးတာဖြစ်တဲ့အတွက်ပေါ့နော်ဆိုတော့ဒီ technique မှာကြည့်လိုက်မယ်ဆိုရင်လည်း it seems like trivial ဘာမှမဟုတ်တဲ့အသေးအမွှားလေးလို့ထင်စရာရှိရယ်ဒါပေမဲ့ပြန်ပြီးဆန်းစစ်လိုက်မယ်ဆိုရင်ဟိုအရှိမှကျွန်မပြောခဲ့တယ်လို့ပဲဒါဒီ disability inclusion မတန်ဆွမ်းအကျုံးဝင်မှု reasonable accommodation ပေါ့နော်ဒီတင်လောက်ပတ်တဲ့အစီအမံဘလို့တွေပဲပြောဒီစကလုံးကြီးတွေအောက်ကသွားတဲ့technique လေးတစ်ခုပဲပေါ့နော်ပြီးလူတိုင်းမလုံနိုင်စရာအကြောင်းလည်းမရှိဘူးပေါ့နော်ဆိုတော့ဒီသင်ခန်းစာလေးကိုကျွန်မအဲ့ conference ကနေရလိုက်တယ်ပေါ့နော် okay နောက်တစ်ခုကကြတော့ဒီဟာနဲ့ပတ်သက်လို့ပဲဒီ disability inclusion reasonable accommodation စတဲ့နဲ့ပတ်သက်လို့ကျွန်မကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ example ပေါ့နော်life experience ပဲခေါ် example ပဲခေါ်အဲ့ဒါလေးကိုဆက်ပြီးတော့ sharing လုပ်ပေးသွားပါမယ်ရှင့်
အဲ့ဒါဘယ်မှာတွေ့ခဲ့ရတာလဲဆိုတော့ကျမတို့ဒီ online learning platform တစ်ခုဖြစ်တဲ့ Future Learn မှာပေါ့နော်အဲ့မှာကျမတို့ထုံးစံအတိုင်းပဲတင်ယူsorry အဲ့နာလေးနည်းနည်းပေါ့နော်အဲ့မှာဆိုလို့ရှိရင်ကျမတို့လေ့လာသင်ယူရတဲ့အကြောင်းအရာတွေမှာ course တွေမှာဆိုလို့ရှိရင် videos လေးတွေပါမယ်အဲ့ videos အတွက်ကို transcript ပေါ့နော်အဲ့ထဲမှာဘာကြီးပြောထားတယ်ဆိုတဲ့ဟာပေါ့အဲ့မှာကျမပုံမှန်ထင်လိုက်တာကဒါဒီ listening အဆင်မပြေလို့ခါလေး speaker ပြောသွားတဲ့ဟာပေါ့နော်သူရဲ့ accent ကိုကျမ catch မလုပ်မိလို့ပြန်ပြီးတော့ဖတ်ရတဲ့ဒီကျမတို့စကားကြည့်ရတဲ့ subtitle လို့ပုံစံပဲပေါ့နော်အဲ့လိုမျိုးအတွက်ကို transcript ပေးထားတယ်လို့ထင်လိုက်မိတာပေါ့နော်တကယ်လဲတော်တော်များများအဲ့လိုရည်ရွယ်ချက်နဲ့ပဲ transcript တွေထည့်ထားပေးကြတယ်ပေါ့အဲ့တခါကအဲ့ course တစ်ခုမှာအဲ့ဒါကတော့ပြောမယ်ဆိုလို့ရှိရင် disability တီးတန့် course တော့မဟုတ်ဘူးအကုန်လုံး generally ပေါ့နော် non disability တန်ဆွမ်းတဲ့သူတွေက disable တွေသူပါမယ်လို့အတိအကျမသိနိုင်တဲ့ course တစ်ခုပေါ့နော်အားလုံးခြုံပြောထားတဲ့ general course တစ်ခုအဲ့မှာကျွန်မကဒီ video မှာတိတ်ပြီးတော့ catch လုပ်လို့မရတဲ့အတွက်ကိုဒီ transcript လေးကို download သွားဆွဲပြီးဖတ်လိုက်တယ်ပေါ့နော်အကြောင်းအရာသိချင်လို့အဲ့မှာကျွန်မလုံးဝsurprise ဖြစ်သွားစေတာအော်သွားစေတာဘာလဲဆိုတော့အဲ့အစမှာဘာလဲဆို soft background music ညင်ညင်တတာနဲ့တချင်းတန်လေးပေါ့နော်ပြီးလဲပြီးတော့ W လေးရေးထားလဲဆိုတော့the wings blowing လေတိုက်နေတဲ့အတန်ပါတယ်ပြီးလို့ရှိရင် the birds chirping ငါလေးတွေအော်နေတာပါတယ် leaves fluttering တရွက်လေးတွေလှုပ်ခါနေတဲ့အတန်လေးပါတယ်ပေါ့နော်အဲ့ဒါကိုစာနဲ့ရေးထားတော့oh what's that ပေါ့နော်ဘာလဲပေါ့အစပိုင်းမှာလို့ပဲ it seems like awkward ဦးတီကိုကြောင်ပေါ့နော်ပြီးမှဒီ speaker ပြောသွားတဲ့စကားလုံးတွေကိုသူကလှုပ်ထားရဆိုနောက်မှကျွန်မဘာ catch မိလိုက်လဲဆိုတဲ့ခါကျတော့ဟုတ်တယ်ဒီ transcript ဒီ speaker ပြောတဲ့စကားလုံးတွေကိုအဓိကပြန်ရေးထားပေးတယ်ဆိုပြီးမဲ့လို့အဲ့ခုနနေက music တန်ပါတယ်ဘာညာ video ထဲကိုတော့ပြန်နားထောင်ကြည့်ရဟုတ်တယ်အဲ့အတန်လေးတွေပါတယ်ပေါ့နော်တော့ဘာရည်ရွယ်ချက်နဲ့အဲ့ဟာလေးတွေထည့်ပြီးတော့ transcribe လုပ်ထားပေးရလဲဆိုလို့ရှိရင်ကျွန်တော် hard or hearing impaired ပေါ့နော်ဒီအကြားအာရုံမတန်ဆွမ်းတဲ့သူတွေဒီ course ကိုတက်နေတဲ့အထဲမှာအဲ့ဒါလဲပါလာနိုင်တာဖြစ်တဲ့အတွက်အဲ့ဒါပါမယ်မပါတော့သူတို့အတိအကျမသိဘူးဒါပေမဲ့ပါလာနိုင်တာဖြစ်တဲ့အတွက် video ထဲမှာဒီလိုအတန်လေးတွေထည့်ထားပါတယ်ဆိုတာကိုသိရအောင်လို့သူတို့ထည့်ထားပေးတယ်ဆိုတဲ့သဘောပေါ့နော်ပုံမှန်ဆိုရင် transcript ဆိုရင်ဒီတိုင်းရေးလိုက်ရုံပဲဒါပေမဲ့ကျွန်တော်တစ်ချက်ပြန်ပြီးတော့ reflect လုပ်ကြည့်မယ်ဆိုလို့ရှိရင်ခုနကဒီ soft background music the birds chirping the wind blowing and then leaves fluttering လို့ရေးလိုက်ရတာဘာမှအပန်းမကျူပေါ့နော်၄၅ကြောင်းလောက်ပဲဒါပေမဲ့တကယ်လို့အဲ့ဒီထဲမှာတက်တဲ့သူတယောက်ထဲမှာ hearing impaired တယောက်ပါလာခဲ့လို့ရှိရင်အဲ့ဟာလေးဖတ်နေတဲ့အချိန်မှာသူ့ရဲ့သူ့အနေနဲ့ပြန်ပြီးတော့ကြားရောင်လို့ရတာပေါ့နော်ပုံဖော်ပြီးတော့ကြားရောင်လို့ရတယ် so it's like a kind of disability inclusion ပဲ reasonable accommodation ပဲအခုချိန်ဒီကျွန်မပြောသွားတဲ့အတွေ့အကြုံနှစ်ခုဥပမာနှစ်ခုမှာဆိုလို့ရှိရင်လောက်သွားပေးတဲ့အရာလေးတွေဒီဘယ်သူတက်မှအပန်းမကြည့်ဘူးဒါပေမဲ့လို့ကြုံလိုက်ရတဲ့သူတွေမှာ inclusive ပေါ့နော်သူတို့လည်းအကျုံးဝင်တယ်လို့ခံစားရစေတယ်တကယ်လဲreasonable accommodation ပေါ့နော်သူတို့တရားတဲ့ဖြစ်သွားစေတယ်ဒီအတွေ့အကြုံတွေကနေကျွန်မဘယ်လိုသင်ခန်းစာမျိုးလေးရလိုက်လဲဆိုလို့ရှိရင်ခါလေးကြားလို့ရှိရင်အခုခေတ်မှာ on နေကြတဲ့အားလုံးအကျုံးဝင်တဲ့ inclusive အားလုံးလက်လန်းမီ accessible စသဖြင့်ပြောလို့ရှိရင်အကြီးတွေလုပ်ပေးရမှာလားတက်ကြီးလုပ်ပေးရမှာလားလို့ထင်တတ်ကြတယ်အဲ့လိုမလို့ဘူးပေါ့နော်တချို့အခြေအနေတွေမှာဆိုလို့ရှိရင်လှုပ်ရိုးလှုပ်စင်မှာနည်းနည်းလေး just a little effort နည်းနည်းလေးအားစိုက်ထည့်လိုက်ရုံနဲ့ဒီ inclusion တွေဖြစ်အောင်လုပ်ပေးလို့ရတယ် reasonable accommodation တွေဖြစ်အောင်လုပ်ပေးလို့ရတယ်ဆိုတာကိုဒီမှာသဘောပေါက်လိုက်တယ်နားလည်လိုက်တယ်ပေါ့နော်ဆိုတော့ဒီနေ့ podcast လေးမှာတော့အဲ့ဒါလေးကို sharing လာလုပ်ပေးတာဖြစ်ပါတယ်ရှင်ဒီထက်ကနေလည်းတခုခုလေးပေါ့နော်ရနိုင်လိုက်မယ်လို့မျှော်လင့်ပါတယ် so နောက်လာမယ့် podcast တွေမှာပြန်ပြီးတော့ဆုံကြပါမယ်ရှင်အားလုံးပဲ have a nice day ပါ